Electronic ဝါသနာရှင်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ alternating current နဲ့ direct current အကြောင်းကိုကျွန်တော်ညွှန်ဝေချင်ပါတယ် alternating current ဆိုတာကတော့ကျွန်တော်တို့ AC လို့ခေါ်ပြီးတော့ direct current ဆိုတာကတော့ကျွန်တော်တို့ DC လို့ခေါ်ဆိုပါတယ်ခင်ဗျာ direct current ဆိုတာကတော့ကျွန်တော်တို့တွေပတ်ဝန်းကျင်မှာပေါ့နော်ပတ်ဝန်းကျင်မှာတွေ့ရတဲ့ battery ဆိုင်ကယ်ဘက်ထရီကားဘက်ထရီတွေတက်ခဲကြောက်တွေအကုန်လုံးက DC ပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် DC မှာဆိုရင်ပုံမှာတွေ့တဲ့အတိုင်းပဲသူက direct current ဆိုတဲ့အတိုင်းပဲတစ်ဖက်တည်းကိုပဲ current စီးဆင်းခြင်းကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်သို့ပေမဲ့ alternating current ဆိုတဲ့ AC မှာတော့သူကအသွားအပြန်ရှိပါတယ်ကျွန်တော်တို့ current ဟာတစ်ဖက်တည်းကိုပဲစီးတာမဟုတ်ဘဲနဲ့တစ်ဖက်ကနေသွားလိုက်တစ်ဖက်ကနေပြီးတော့ပြန်လာလိုက်ကျွန်တော်တို့ voltage current ဟာတည်ငြိမ်မနေဘဲနဲ့အနိမ့်မြင့်တက်ကြရှိပါတယ်အခုလိုပို့တူတရစီမဲ့ဗီဒီယိုလေးတွေကိုကြည့်နေဆိုရင်တော့ like subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်